ဒီနေ့မှာကျွန်တော်မေးထုတ်ပြပေးပါရှင်ဒီမျိုးမေးထုတ်လေးပေါ့နော်သူ့မှာဆေးတော့ပါပါရှင်ဆေးတော့ပါပါဒီမျိုးလေးပေါ့နော်သူဟာတထုပ်ဆိုရင်ထုတ်တဲ့အဲ့လိုမျိုးထုတ်တက်လို့ဝင်မယ်ဆိုရင်တော့ဟိုကြပါတယ်ထုတ်ကိုတရားကြပါတယ်ထုတ်လိုက်တော့ထောင်းမပေးရပါရှင်ကဲပထမဆုံးတထုပ်မှာတကြားလုံးပါပြီးနောက်ထပ်တထုပ်မှာလည်းတကြားလုံးပါပဲကျမတို့ဟိုကြည့်နဲ့ရှောက်ကြည့်နေပါလေဒီတကြားလုံးမေးတကြားလုံးကြည့်ပဲနော်ကဲတကြားလုံးမေးဒီလားဟဲ့တကြားလုံးမေးတကြားလုံးကြည့်ဘယ်နဲ့လဲတကြားလုံးမေးတော့ဟဲ့ဒါလည်းတကြားလုံးဟဲ့ဒါတော့ကောင်းရှော့ရတော့ပါရှင်